生马的这个是啦。အားလုံးပဲမင်္ဂလာပါ History by Banu ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတွေစိတ်ဝင်စားနိုင်မယ့်အကြောင်းအရာလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်စုံမတွေတကယ်ရှိလားပေါ့နော်စုံမတွေတကယ်ရှိလားဆိုတဲ့အကြောင်းကိုပြောခင်စုံမတွေရဲ့သမိုင်းကြောင်းဖြစ်ပေါ်လာပုံရင်ပြောမယ်ပေါ့နော်အနောက်တိုင်းကဖြစ်ပေါ်လာတဲ့ပုံစံရင်ပြောမယ်စုံမတွေတော်တော်များများအနောက်တိုင်းမှာ1400ပြည်နယ်ကနေပြီးတော့1800ပြည်နယ်ချီတော်တော်များများကျင့်လည်ခဲ့ကြတယ်သူတို့ကျင့်လည်တာမဟုတ်ဘူးเนาะသူတို့ရဲ့ပုံရိပ်ကပို့ပြီးတော့ကြီးထွားလာခဲ့ရကြတယ်လို့ပြောတာပေါ့เนาะကောင်းတဲ့ဖက်ကိုကြီးထွားတာမဟုတ်ဘူးဆိုးတဲ့ဖက်ကိုကြီးထွားတာလို့ပြောလို့ရတယ်1400ပြည်နယ်ကနေစပြောမယ်ပေါ့เนาะ1400ပြည်နယ်ကနေအစပြုရလို့ပြောလို့ရတယ်စုံမရဲ့သမိုင်းကြောင်းက1430 40ပြည်နယ်လောက်မှာဥရောပမှာပေါ့နော်ဥရောပမှာအဲ့လိုပထမဆုံးစုံမဆော့ဆွဲမှုတွေကဖြစ်ပေါ်လာခဲ့ပေါ့နော်ဥရောပမှာဆိုတော့ဆွစ်ဇာလန်တို့ဂျာမနီတို့ဖရန့်တို့လိုအဲ့လိုနေရာတွေမှာပေါ့နော်1486မှာအဲ့လိုဂျာမန်ဘုံတော်ကြီး Heinrich Kramer ဆိုတဲ့ဘုံတော်ကြီးတစ်ပါးပေါ့နော် Hammer of Witches ဆိုတဲ့စာအုပ်ကိုသူကရေးသားခဲ့တယ်ရေးသားခဲ့တယ်သူကဘယ်လိုရေးသားခဲ့တယ်လဲဆိုတော့လေအဲ့လိုစုံမတွေကအဲ့လိုနတ်ဆိုရင်လည်းစစ်နွယ်နေရဲ့အဲ့လိုမကောင်းဘူးပေါ့စုံမတွေမကောင်းဘူးဆိုတဲ့စာအုပ်ကိုသူကရေးသားခဲ့ပေါ့1500ဒီနှစ်လောက်မှာပေါ့နော်အဲ့စုံမတွေဆော့ဆွဲမှုတွေကပို့ပြီးတော့ကြီးထွားလာခဲ့တယ်ပေါ့အဲ့စာအုပ်ကြောက်လည်းဖြစ်တယ်လို့လူတွေရဲ့အမုန်းပွားမှုကြောက်တွေလည်းဖြစ်လာခဲ့တယ်ပေါ့နော်အဲ့လို1500ပြည်နယ်နောက်ပိုင်းမှာဂျာမနီတို့ဆွစ်ဇာလန်တို့ပြင်သစ်တို့စကော့တလန်တို့မှာအဲ့လိုစုံမအမှုတွေကနော်ပို့ပြီးတော့များလာခဲ့တယ်ဘလို့ဖြစ်လဲဆိုတော့အဲ့လိုယာတီဥဒုတွေကက်ယောဂါတွေအဲ့လိုအမျိုးသမီးတချို့အမျိုးသမီးဆိုတော့အခက်ကအဲ့လိုစေးပညာတွေအဲ့လိုမကြည့်ထားသေးဘူးဆိုတော့အဲ့လိုကလေးမွေးဖို့တကယ်အဆင်မပြေခဲ့ဘူးပေါ့နော်အဲ့လိုတွေကြောင့်လဲအဲ့လိုတွေကြောင့်ပေါ့နော်စုံမတွေအဲ့လိုသူတို့အဲ့လိုလောက်တယ်သူတို့အဲ့လိုမကောင်းတာတွေနဲ့တိုက်တယ်ဆိုပြီးတော့စုံမတွေအပြစ်တင်လာခဲ့ကြရပါတော့တချို့ဂျာမနီတချို့ဒေသတွေမှာဆိုရင်အဲ့လိုတရွာလုံးအောင်မှအဲ့လိုစုံမတွေတရားအဲ့တရွာလုံးကစုံမတွေအဲ့တရားလုံးကစုံရွာဆိုပြီးတော့ဆော့ဆွဲပြီးတော့အဲ့လိုလက်ချောင်းတွေကိုခုတ်ချက်တာအဲ့လိုတန်ချောင်းတွေမီးမွေးထားတဲ့တန်ချောင်းတွေနဲ့အဲ့လိုရိုက်တက်တာအဲ့လိုလက်ချောင်းတွေဖြတ်တာအဲ့လိုတွေအချီတောင်လုပ်တယ်ပေါ့နော်1600ခုနှစ်လောက်မှာဆိုရင်တကယ်အဆိုးဆုံးခက်လို့တောင်ပြောလို့ရတယ်ပေါ့နော်1600ကနေပြီးတော့1650အတွင်းဥရောပမှာစုံမဆွတ်ဆဲမှုကအများဆုံးဖြစ်လာခဲ့ရဲ့ဂျာမနီရဲ့အချို့ဒေသတွေမှာဆိုရင်ခုနပြောခဲ့တယ်လို့ပဲဒီရလုံးကိုတောင်မှဆွတ်ဆဲတာတွေလည်းဖြစ်လာခဲ့ရဲ့ပြီးတော့စကော့တလန်မှာဆိုရင်တကယ်ကိုကြီးမားတဲ့အမှုတွေတောင်မှဖြစ်လာခဲ့ပေါ့နော်ပြောရမယ်ဆိုရင်1626ကနေပြီးတော့1631မှာဆိုရင်ဂျာမနီမှာလူတန်းချီလူထောင်ချီတောင်းချီတပ်ဖြတ်ခံရတယ်ပြီးတော့1612ခုနှစ်မှာအင်္ဂလန်မှာဆိုရင်လူတွေကအဲ့လို10ယောက်တန်းအဲ့လိုတိုင်ကြီးပေါ်မှာအဲ့လို level ကြီးကိုဆွဲထားပြီးတော့တက်ချက်ခံရတယ်ပေါ့နော်ကြောက်စရာကြီးပေါ့1692ခုနှစ်လောက်မှာဆိုရင်အမေရိကန်မှာလည်းဖြစ်လာခဲ့ပြီပေါ့နော်လူတွေအဲ့လိုလူတွေအယောက်20လောက်အဲ့လိုအသက်ဖြတ်ခံရတယ်ပြီးတော့လူရောက်နေရလောင်းကဆွတ်ဆွဲခံနေရပြီပေါ့နော်1900ခုနှစ်လောက်မှာဆိုရင်အဲ့လိုလောက်တာတွေကနည်းနည်းလေးကျဆင်းလာခဲ့ကြတယ်ပေါ့နော်1919မှာဆိုရင်အဲ့လို1919မှာဆိုရင်အဲ့လိုနောက်ဆုံးမတွေဆိုပြီးတော့ဆွတ်ဆွဲတဲ့အမှုတွေဖြစ်လာခဲ့ပေါ့1982မှာဆိုရင်ဆွစ်ဇာလန်မှာဆိုရင်အန်ဆိုတဲ့အမျိုးသမီးတည်တံကြက်ခံရတာစုံမအမှုနဲ့တည်တံကြက်ခံရတာဥရောပမှာနောက်ဆုံးအမှုလို့ပြောလို့ရတယ်ပေါ့နော်စုံမဆွတ်ဆွဲမှုလို့ပြောလို့ရတယ်ဥရောပမှာဆိုရင်အဲ့ဒီလောက်ကနေစပြီးတော့ကျဆင်းလာတယ်ပေါ့လုံးဝမရှိတလောက်ဖြစ်လာခဲ့တယ်ပေါ့နော်1800ခုနှစ်လောက်မှာဆိုရင်လူတွေကဘူးတုတတွေလည်းများလာပြီးတော့အစိုးရစနစ်ဒီမှာဆိုရင်စုံမဆွဆွေနေမှုတွေကတော့မရှိတော့ဘူးအဲ့လိုအစိုးရနဲ့ချီပြီးတော့လက်တာတွေတော့မရှိတော့ဘူးဒါမဲ့ရွာတွေမှာဆိုရင်လူတွေကိုဆွဆွဲတာပြီးတော့ရိုက်တက်တာတွေ
အဲ့လိုတွေတော့ရှိသေးရဲ့ပေါ့နော်ပြီးတော့အဲ့ဒီခုနှစ်လောက်ကနေစပြီးတော့အဲ့လိုဆုံးမဆွဆွဲမှုတွေကကံဝင်ဆုံးမဆွဆွဲမှုတွေမဟုတ်ပါဘူးဆုံးမရဲ့အကြောင်းတွေကပေါ့နော်ကံဝင်ပုံမြင်တို့အဲ့လိုဒေတာပုံမြင်တို့အဲ့လိုလေးဖြစ်နေပဲပြောင်းလာခဲ့ကြတယ်ပေါ့နော်လူတွေကဘာဖြစ်လို့ဆုံးမကိုအဲ့လိုဖြစ်ကြရလဲဆိုတော့အဲ့လိုဘာသာရေးကြောက်လည်းဖြစ်တယ်ဘာသာရေးဆိုရင် Christian တွေကအဲ့လိုဖုံးလို့ကြီးတပါအဲ့လိုပြောလိုက်ပြီးဆိုရင်တို့တွေကယုံကြည်ကြတာပဲပေါ့နော်အဲ့လိုတေးရဲ့အဲ့ဒီဆုံးမကအဲ့ဒီဆုံးမမကောင်းဘူးပေါ့ဆုံးမကအဲ့လိုလူတွေကိုမိုင်းတိုက်တဲ့လူတွေကိုအဲ့လိုမကောင်းတာတွေလုပ်တယ်ပေါ့အဲ့လိုပြောလိုက်ပြီးဆိုရင်လူတွေကလည်းယုံကြည်ကြတယ်ပဲဘယ်လိုပြောရမလဲ brain wash က လူတရားကို brain wash လုပ်လိုက်ပြီဆိုရင်အကုန်လုံးကပြည့်နေသွားကြတာပဲအကုန်လုံးယုံသွားကြတယ်ပဲအဲ့လိုဖြစ်တယ်ပေါ့နော်ပြီးတော့မကြာခဏလူတွေအလွန်ကြောက်ရွံ့တယ်ကွယ်ဘယ်လိုပြောရမလဲကြောက်ရွံ့မှုတွေများတယ်ပေါ့နော်အဲ့ဒါဘယ်လိုဖြစ်လဲဆိုကက်ယောဂတွေဖြစ်တယ်ပြီးတော့လေယာတွေလည်းမဆိုင်နိုင်တော့ဘူးအဲ့ဒါကြောက်တွေလည်းဖြစ်တယ်ပေါ့နော်ပြီးတော့တော်တော်များများဆုံးမဆွဆွဲခံထီရဲ့လူတွေကမိန်းမတွေဖြစ်တယ်ပေါ့နော်85ရောက်နေတော့တာမိန်းမတွေဖြစ်တယ်လို့ပြောရမယ်ဆိုရင်စီပညာစီဖက်အရာမှာကျွမ်းကျင်တဲ့မိန်းမတွေပြီးတော့ယောက်ျားတွေထပ်ပို့ပြီးတော့ကျွမ်းကျင်နေတဲ့မိန်းမတွေပြီးတော့မျိုးမတူတာပေါ့ကွယ်အဲ့လိုအမျိုးမတူတယောက်နဲ့တယောက်မျိုးမတူဘူးအဲ့လိုမိန်းမတွေပြီးတော့ဘယ်တန်မိန်းမတွေအဲ့လိုဘယ်တန်ဖြစ်နေတဲ့လူတွေကလည်းဘာဖြစ်လို့လဲဆိုခရစ်ယာန်မှာဘယ်တန်ကမကောင်းတဲ့ဖြစ်ဆိုပြီးယုံကြည်ကြတဲ့အတွက်ဘယ်တန်တွေကိုဆုံးဆိုပြီးတော့ဆွတ်ဆွဲတာရှိတယ်ပေါ့နော်အဲ့လိုကြောက်တယ်ပေါ့နော်အခုခက်မှာဘာဖြစ်လို့မရှိတော့တာလဲဆိုတော့အကုန်လုံးလည်းတိလောက်မှာပါတိတ်ပံကလည်းပို့ပြီးတော့ကြီးမားလာတယ်တိတ်ပံကပို့ပြီးတော့ကြီးထွားလာတယ်ယောဂတွေအဲ့လိုယောဂတွေဘာကြောက်ဖြစ်လဲဆိုတော့တက်တည်ပြလာနိုင်တယ်ပြီးတော့အလင်းခက်လို့ပဲပြောပေါ့နော်အလင်းခက်အဲ့လိုလူခွေကြီးတွေလည်းခက်တွက်လာတယ်အဲ့လိုတခြားမိန်းမနဲ့ယောက်ျားအခွေကြီးတွေပြီးတော့လူတစ်ယောက်နဲ့တစ်ယောက်အခွေကြီးတွေအဲ့လိုတွေကြောက်လဲအဲ့လိုရော့ကြတယ်လို့ပြောလို့ရတယ်ပေါ့နော်အခုပြောပြသွားတဲ့အကြောင်းအရာကကျတော့ဆုံးမတွေတကယ်ရှိလားမရှိလားဆိုတာထက်ပေါ့နော်ဆုံးမတွေကဘလို့ဖြစ်ပေါ်လာတယ်လဲဆိုတဲ့အကြောင်းကိုပြောပြသွားတာဖြစ်တယ်ပေါ့နော်အဲ့ဒီအကြောင်းကနေပြီးတော့အခြေခံပြီးတော့ဆုံးမတွေတကယ်ရှိလားမရှိလားဆိုတော့ကိုသိသွားမယ်လို့ထင်ပါတယ်ဆုံးဆိုတာလည်းကိုအတက်ပညာတော့ရှိချင်ရှိမှာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး mind တိတ်တာတွေအဲ့လိုမျိုးလောက်တာတွေ၆ပို့ပြီးတော့အဲ့လိုမုံကြီးတာတွေအဲ့လိုမျိုးမကောင်းတာဆိုပြီးတော့ပြောတာပို့ပြီးတော့များနေရလို့ထင်တယ်ပေါ့နော်စုံနေရတော့တကယ်ရှိမှာပါအဲ့လိုအတက်ပညာတွေလောက်တာတွေပါပေါ့ရှိမှာပါအခုကြည့်နေတဲ့သူကရောစုံနာတွေဟာတကယ်ရှိရလို့ထင်တာအခုပြောသားတဲ့အကြောင်းအရာမှာအဲ့လိုအခုသူတို့အဲ့ခက်ကလူတွေကပေါ့နော်အဲ့လိုလူတွေကိုမတရားဆွတ်ဆွဲပြီးတော့တတ်ဖြတ်တာဟာမှန်တယ်လို့ထင်တာပေါ့နော်ဘယ်လိုထင်ကြလဲကွန်မန့်မှာရေးပေးသွားလို့ရပါတယ်အလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆုံကြပါမယ်